မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေယနေ့ဧပြီလ14ရက်နေ့မှာနားဆင်ခေါ်ယူရမယ်နှုတ်ဘတ်တော်မြတ်ခေါင်းစဉ်ကတော့အကူညီမဲ့သူတို့၏မိတ်ဆွေဖြစ်ပါတယ်ကျမတို့ဆုတောင်းကြရအောင်ကောင်းကင်ဘုံ၌ရှိတော်မူသောကိုရရှင်ဖာနေ့ရက်တစ်ကိုတစ်ဖန်ကောင်းဆုံးပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်ဖတ်ဖြတ်ရှင်နားဆင်ရမည့်နှုတ်ဘတ်သတင်းစကားပေါ်မှာတော့၎င်းနားဆင်သွားမဲ့သူရောက်ချင်းစီတိုင်းပေါ်မှာတော့၎င်းကိုရရှင်ကောင်းကြီးပေးသနာတော်မူပါဤနှုတ်ဘတ်သတင်းစကားသည်လည်းသားသမီးတို့ကိုကိုရှင်သိစီလိုသောအရာများဖြစ်စေဖို့လည်းမဆပေးသနာတော်မူပါဆုတောင်းသည့်အခါမှာသခင်ရှုနာမကိုမြင်ပြုလက်တောင်းလျှောက်ပါရဲ့ဖာအာမင်နှလုံးသွင်းရမယ့်နှုတ်ကပတ်တော်မြတ်ကတော့နှစ်ကောခန်းကြီး7ခန်းငယ်30ဖြစ်ပါတယ်သို့ဖြစ်၍ခရစ်တော်ကြောင့်ခံရသောအာနင်ခြင်းကဲ့ရဲ့ခြင်းဆင်းရဲခြင်းညှင်းဆဲနှိပ်စက်ခြင်းကြက်တီးစွာသောဒုက္ခဝေဒနာခံခြင်းတို့ကိုငါနှစ်သက်၏အကြောင်းမူကားငါသည်အားနည်းသောအခါတကိုးနှင့်ပြည့်စုံလျက်ရှိ၏ထိုလက်နှင့်အားဖြင့်လူတို့၏အကြံစီတို့ကို၎င်းဖျားသခင်ကိုတည်သောပညာကိုစီးတားသောမာမာနာရှိသမျှတို့ကို၎င်းနှိမ့်ချမောက်လံ၍ခတ်သိမ်းသောစိတ်တို့ကိုဖမ်းသွားချုပ်ထားလျက်ခရစ်တော်၏စကားကိုနားထောင်စေကြ၏နှစ်ကောခန်းကြီး30ခန်းငယ်9မှာတွေ့နိုင်တယ်ပြုပြင်ပြောင်းလဲခြင်းလုပ်ရန်ဆန္ဒရှိတဲ့သူတို့ဥစွာလုပ်ရမယ့်အလုပ်ကတော့မိမိတို့ရဲ့စိတ်နှလုံးကိုတန့်ရှင်းဖြူစင်စေရန်ဖြစ်ပါတယ်စိတ်ဓာတ်ဖြောင့်မှန်သွားရင်အသက်တာရဲ့ဖြူစင်ခြင်းနဲ့မှန်ကန်တဲ့ဥတီချက်ကိုသွားနေလိမ့်မယ်။ပျက်စီးခြင်းကိုတွေးထင်လာတဲ့စိတ်နဲ့စုံစမ်းခြင်းခံရရင်ချက်ချင်းဂုဏတော်ရဲ့ပလင်ကိုချင်းကပ်ပါ။ကောင်းကင်ဘုံမှာရရှိမဲ့ခွန်အားကိုတောင်းခံပါ။ဖခင်ရှင်ရဲ့ခွန်အားနဲ့တူမိမိရဲ့စိတ်တို့ကိုချုပ်တီးပြီးကောင်းကင်ဘုံနဲ့ဆိုင်တဲ့ဖြူစင်တန့်ရှင်းတဲ့ဥရေတာအတိုင်းဆက်လက်အသက်ရှင်နိုင်ပါတယ်။ဖခင်ရှင်ထံမှလာတဲ့ဉာဏ်ပညာကိုခံယူရရှိမဲ့သူဟာလောကမှာရှိတဲ့အတတ်ပညာအားလုံးကိုအပြည့်နဲ့ရောနှောကြောင်းလက်ခံလိမ့်မယ်။ပညာအစစ်မှန်ရရှိရန်လောကရာကိုဘေးဖယ်နိုင်ရမယ်။သူတို့ရဲ့မျက်စိကိုပိတ်ပြီးမကောင်းမှုမှန်သမျှကိုရှောင်နိုင်ရန်မကောင်းသောကိစ္စများကိုမကြည့်သင့်ပါ။နားကိုပိတ်ထားပြီးမကောင်းသောစကားများကိုကြားရရန်နားမဆွင့်သင့်ပါ။မိမိတို့ရဲ့အတွေ့အကြုံလှုပ်ဆောင်ချက်ကိုတန့်ရှင်းစေသောအသိဉာဏ်တွေကိုသာပေးထားရမယ်။မိမိတို့ရဲ့နှုတ်ကိုလည်းစီဆောင်ကြရမယ်။သူတို့ရဲ့နှုတ်မှထွက်တဲ့စကားဟာမကောင်းမှုကိုရှောင်ကျဉ်တဲ့စကားများသာဖြစ်ရပါမယ်။ကဘာရဲ့နောက်ဆုံးနေ့ရဲ့ကာလမှာဂိူနာတကာပိတ်ချိန်မှာဆိုရင်လူတိုင်းမိမိတို့ရဲ့အကျင့်တိုင်းတရားစီရင်ခြင်းခံကြရမယ်။လူတိုင်းဟာနှုတ်ကိုအမူအရာကိုချုပ်တီးနိုင်စွမ်းတကူရှိပါတယ်။စိတ်ထားနဲ့ဖြူစင်မှုအားနည်းနေကြရင်အကူညီမဲ့သူတို့ရဲ့မိတ်ဆွေကြီးထံအကူညီတောင်းခံနိုင်ပါတယ်။ယေရှုရှင်ဟာခွန်အားနည်းတဲ့လူသားအားလုံးကိုကူညီပေးတဲ့သူဖြစ်တယ်။ခွန်အားပေးပါတယ်။ထို့သောသူတွေကိုစုံစမ်းခြင်းအလွန်ကြီးမားတဲ့အခါကိုရောကူညီပြီးတော့ကြော်လွှားခြင်းခွင့်ပေးပါလိမ့်မယ်။လူသားတယောက်ကဲ့သို့နှိမ့်ချပြီးကိုရောထံခွန်အားတောင်းခံရင်အေဂံရရှိပါလိမ့်မယ်။ပင်မနွမ်းနေပြီးတော့ဝန်ထုတ်လေးတဲ့သူတွေကိုယေရှုရှင်ဖိတ်ခေါ်နေတယ်။ကိုရောထံသို့လာရန်ကိုရောဟာအပြစ်သားတွေရဲ့မိတ်ဆွေဖြစ်ပါတယ်။ဝန်လေး၍ပင်မသောသူပေါင်းတို့ငါထံသို့လာကြလော့။ငါသည်ချမ်းသာပေမည်။ငါတဘိုးကိုတင်၍ထမ်းကြလော့။ငါထံ၌နီးခံကြလော့။ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်တဘောရှိ၏။သင်တို့၏စိတ်နှလုံးသည်တက်တာခြင်းကိုရလိမ့်မည်။အကြောင်းမူကားငါတဘိုးသည်ထမ်းလွယ်၏ငါဝန်လဲပေါ်၏ဆိုပြီးတော့မဿဲခန်းကြီး7ခန်းငယ်28နဲ့30မှာတွေ့နိုင်ပါတယ်ခရစ်တော်ထံမှာပြစ္ဆုတ်ပံအကြောင်းနဲ့ထာဝရကောင်းမြတ်ခြင်းအကြောင်းကိုလေ့လာသင်ယူနိုင်ပါတယ်ခက်ခဲခြင်းနဲ့ကျေနပ်မှုမရှိတဲ့အရာအားလုံးတွေငြိမ်းချမ်းခွင့်ရရှိပါလိမ့်မယ်ခရစ်တော်ကိုဗဟုပြုသူအတွေ့အမြင်များသည်ချစ်ခြင်းမေတ္တာနဲ့ပေါင်းစည်းပြီးတန်ဖိုးအကြီးဆုံးယတနာထက်ပို၍တန်ဖိုးရှိတဲ့ထာဝရသက်လမ်းကိုတွေ့ရလိမ့်မယ်ငါ၏မှန်သောဉာဏ်ပညာကိုရရှိလိမ့်မယ်ယနေ့ကျမတို့ဆင်ခြင်ရမှာကတော့ကျွန်ုပ်ရဲ့အတွေ့ဟာမြင်မြဖြူစင်နေတယ်လေဒူးစရိုက်ကိုမပြုမိရန်ကျွန်ုပ်မြည်တို့သင်ယူနိုင်ပါမည်နိနှုတ်ကပတ်တော်မြတ်ကတော့ဒီလောက်ပဲဖြစ်ပါတယ်နားဆင်သောသူရောက်ချင်းစီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ။